မင်းသားလေးအောင်စံပူရဲ့တပင်ရာဒီပိတ်ပွဲကိုအိမ်ကနေပဲ VIP ထိုင်ကုန်နဲ့ကြည့်ကျင်ပါသလားစံပူလေးရဲ့မိသားစုတို့အတွက်သတင်းကောင်းလာပါပြီလာမယ့်မေလ16ရက်နေ့ည9:00နာရီခွဲမှာကျင်းပမယ့်အောင်စံပူဆက်တပင်ရဲ့တပင်ရာဒီနှုတ်ဆက်ညာချမ်းကားပြဖျော်ဖြေမှုကို channel ကနေတိုက်ရိုက်ပြသပေးသွားမှာပါလှိုင်မှာရှိတဲ့ဘာသာကွင်းထဲအထိလာဖို့မအားတဲ့အနေနဲ့ရရက်ကပရိသတ်တွေရောအဝေးရောက်ပရိသတ်တွေအတွက်ကမင်းသားလေးရဲ့ဒီဆိုကားပြဖျော်ဖြေမှုတွေကိုဖုန်းထဲကနေပဲအလွမ်းပြေကြည့်လို့ရပြီနော်နောက်ဆုံးပိတ်အိတ်နဲ့လွယ်မဲ့စံပူလေးရဲ့ဖျော်ဖြေမှုကိုလက်မလွတ်ရအောင်လုံးဝမေ့လို့မဖြစ်ဘူးနော်ဝင်းထဲရောက်သွားပြီးအားပေးမဲ့ပရိသတ်တွေအတွက်လည်းအမတ်တရအထူးအစီအစဉ်တွေရှိတာမို့လက်လွတ်မခံတဲ့ပွဲကြီးတစ်ခုဖြစ်မှာအသေးချပါပဲဒါဆိုပရိသတ်တွေအားလုံးနဲ့မကြခင်မှာပျော်ရွှင်စွာနဲ့ဆုံကြမယ်နော်အတူသွားကြည့်မဲ့စံပူလေးရဲ့ပရိသတ်တွေရှိရင်လည်းကွန်မန့်မှာပြောပေးခဲ့ပါဦးနော်